ကျမရဲ့ရင်နာစရာအတိတ်ကနေစတာပါကျမဟာမြေခွေးမျိုးနွယ်စုရဲ့ဂုံတရေရှိလာတဲ့အမီးရှိချောင်းပါမြေခွေးပြမလေးတကောင်ပါကျမရဲ့ခင်မွန်းကျင်ရွမ်းကလည်းအမီးရှိချောင်းပါတဲ့မျိုးရိုးမြင့်တယောက်ပဲလို့အားလုံးကထင်ခဲ့ကြတာဒါပေမဲ့ကံကြမ္မာကရက်ဆက်လွန်းပါတယ်ကျမတို့မှာကလေးလေးမွေးလာတဲ့အခါအမီး6ချောင်းပဲပါလာခဲ့တယ်အဲ့ဒီမှာတင်ကျင်ရွံကသွေးအေးရက်ဆက်စွာနဲ့ကျမကိုဆွဆွဲတော့တာပဲဒီကလေးမှာအမီး6ချောင်းပဲပါတာဒါနည်းရဲ့သွေးမျိုးရိုးမတန့်လို့ပဲဖြစ်ရမယ်ဆိုပြီးကလေးလေးကိုသွေးစစ်ကန်နဲ့ရဲရဲဆက်ဆက်ပစ်ချခဲ့တယ်။ကျမဘလောက်ပဲတောင်းပန်သူကနားမထောင်ခဲ့ဘူး။ဒါပေမဲ့သွေးစစ်ကန်ကတက်တည်ပြလိုက်တာကဒီကလေးဟာကျင်ရွံရဲ့သွေးသားရင်အစ်စ်အမှန်ဖြစ်နေတာပဲ။အဲ့ဒီအချိန်မှာကျင်ရွံကမဖြစ်နိုင်ဘူးဆိုတဲ့စကားတခွန်းနဲ့တင်ကျမကိုသူ့ဘဝထဲကမောင်းထုတ်ခဲ့တယ်။အမှန်တရားကိုနောက်မှသိလိုက်ရတာကကျင်ရွံဟာအမီး8ချောင်းပါတဲ့မျိုးရိုးမြင့်မဟုတ်ပဲအမီး3ချောင်းပဲရှိတဲ့မြေခွေးနဲ့အောက်တန်းစားဖြစ်နေတာပါ။သူဟာကျမရဲ့အမဖြစ်သူဝစီရောနဲ့ပေါင်းပြီးအမီးရှိချောင်းပါတဲ့ကလေးတကောင်ကိုမွေးနိုင်ခဲ့လို့ကျမကိုအမိုက်တရိုက်လိုစွန့်ပစ်ခဲ့တာဖြစ်ပါတယ်။နင်ကလူလိမ်မဲ။နင်ကအမီး3ချောင်းပဲရှိတဲ့မြေခွေးနဲ့ဖြစ်နေတာကိုဖုံးကွယ်ပြီးတမျိုးနွယ်လုံးကိုလိမ်ခဲ့တာပဲဒါကိုငါအဖေဘရင်ကြီးစီသွားတိုင်ပဲလို့ကျမပြောလိုက်တဲ့အခါကျင်ရွံကသူ့ရဲ့မကောင်းဆိုးဝါးရုပ်သွင်းကိုထုတ်ပြလိုက်ပါတယ်။သူဟာမြေခွေးမျိုးနွယ်တားမြစ်ထားတဲ့ဦးမျိုးနွယ်ရဲ့မော်အတက်တွေကိုခိုးတင်ထားတာပါ။သူကကျမရဲ့အစွမ်းတွေကိုပိတ်ဆို့ပြီးရဲရဲဆက်ဆက်တက်ပစ်ဖို့စ조사ခဲ့တယ်။ဘသူမှနင့်ကိုလာမကယ်နိုင်တော့ဘူး။နင့်ကလေးကလည်းအမြင့်ပြတ်တက်ပစ်ရမယ့်မျိုးမစစ်ပဲဆိုပြီးကျမရှိတင်ကလေးလေးကိုတက်ပစ်ခဲ့တယ်။အဲ့ဒီနာကျင်မှုအဲ့ဒီခံပြင်းမှုတွေနဲ့အတူနောင်ဘဝရှိရင်နင့်ကိုအသေးသက်မယ်လို့ကြိမ်ဆိုရင်ကျမတည်ဆုံးသွားခဲ့ရတယ်ဒါပေမဲ့အံ့ဩစရာကောင်းတာကကျမပြန်နိုးလာတဲ့အချိန်မှာအတိတ်ကအကျဉ်ဖော်ရွေးပွဲကျင်းပတဲ့နေ့ကိုပြန်ရောက်နေတာပဲ။ကျင်ရွံဒီတဘဝမှာတော့နင့်ကိုငါကိုယ်တိုင်ငရဲပို့ပေးမယ်လို့ကျမစိတ်ထဲကကျင်းသွားလိုက်မိတယ်။ဒီတစ်ချိန်မှာတော့ကျင်ရွံကထူးထူးခြားခြားပဲကျမကိုလက်ထပ်ဖို့ညှင်းဆိုခဲ့တယ်။သူလည်းအတိတ်ကအကြောင်းတွေကိုသိနေတဲ့ပြန်လည်ဝင်စားသူဖြစ်နေပုံပဲသူကကျမအစားအမဖြစ်သူဇီရောကိုပဲရွေးချယ်ခဲ့တယ်။သူကငါမရှိရင်အမီး8ချောင်းမွေးနိုင်မယ်ထင်နေတာလား။ကောင်းပြီလေသူတို့ချစ်နေကြရင်လည်းပေးစားလိုက်ပါအဖေလို့ကျမကအခက်အေးအေးပဲသဘောတူပေးလိုက်တယ်ကျင်ရွံနဲ့ဇီရောတို့ကတော့သူတို့နိုင်ပြီလို့ထင်နေကြတာကျမကိုမင်္ဂလာပွဲကိုလာဖို့တောင်နှောင်ပြောင်ပြီးဖိတ်ကြားခဲ့သေးတယ်။ဒါပေမဲ့သူတို့မသိတာကကျမဟာသူတို့ထက်ပိုမိုမြင့်မြတ်တဲ့လမ်းစဉ်ကိုရှာဖွေနေပြီဆိုတာပဲနင်တို့မြေခွေးနဲ့သွေးမျိုးရိုးနဲ့ဘာတွေမွေးလာမလဲဆိုတာငါစောင့်ကြည့်နေမယ်လို့ကျမစိတ်ထဲကပဲရေလိုက်တဲ့အဖေကကျမကိုတခြားသူတယောက်နဲ့လက်ထပ်ဖို့တိုက်တွန်းပေမဲ့သမီးအဖေနဲ့အမိနားမှာပဲနေပါရစေဦးလို့ပြောပြီးညင်းခဲ့တယ်ကျမမှာတခြားအစီအစဉ်ရှိနေပြီလေကျမကျန်းဟောင်းတွေကိုလိုက်ဖက်ရင်းနဲ့အကျိုးဟွားကူထဲမှာနေထိုင်တဲ့အလွန်ဆွမ်းထက်တဲ့အမီးကိုချောင်းမြေခွေးဖြူနတ်ဖျားကြီးအကြောင်းသိလိုက်ရတယ်။အမီးကိုချောင်းပါတဲ့သွေးမျိုးရိုးကိုရဖို့ဆိုရင်ကန်ဆန်းနေစရာမလိုဘူး။ဒီနတ်ဖျားနဲ့သာပေါင်းဖက်နိုင်ရင်အရာအလုံးကကျမလက်ခုပ်ထဲရောက်လာမှာပဲအဖေဖြစ်သူရဲ့ခွင့်ပြုချက်နဲ့ကျမနတ်ဖျားတောင်ကိုတက်ခဲ့တဲ့လမ်းမှာဇီရောနဲ့ကျင်ရွံတို့နဲ့တိုးပေမဲ့သူတို့ရဲ့လှောင်ပြောင်မှုတွေကိုကျမဂရုမစိုက်အားပါဘူး။နတ်ဖျားတောင်ပေါ်ရောက်တဲ့အခါမှာတော့အံ့ဩစရာကောင်းလောက်အောင်ချောမောလှပပြီးရှိန်စောပြင်းထန်လာတဲ့အမီးကိုချောင်းမြေခွေးဖြူကြီးနဲ့စုံခဲ့ရတယ်။သူ့ရဲ့ဖိအားကကျမအဖေထက်အစာပေါင်းရာချီပိုပြင်းထန်တဲ့ကျမကသူ့ကိုရဲရဲဝံ့ဝံ့ပဲကမ်းလှမ်းလိုက်တယ်။ကျမနဲ့လက်တွဲပါကျမကရှင်ကျင့်စဉ်အောင်ဖို့ကူညီမယ်ရှင်ကကျမရဲ့ကလေးစားချေမှုကိုကူညီပေးသူကစိတ်ဝင်စားသွားပြီးကျမရဲ့ခန္ဓာကိုယ်ထဲကအတိတ်ကအညစ်အကြေးတွေကိုစေးကြောပေးကနတ်ဖျားအယိုးအဖြစ်ပြောင်းလဲပေးခဲ့တယ်။နာကျင်မှုတွေကအဆမတန်ပြင်းထန်ပေမဲ့ကျမအန်ကျိတ်ခံခဲ့တယ်။အခုတော့ကျမရဲ့သွေးမျိုးရိုးကပြောင်းလဲသွားပြီးကျင်ရွံနဲ့ဇီရောတို့ရဲ့မင်္ဂလာပွဲနေ့မှာကျမပေးမဲ့လက်ဆောင်ကြီးကသူတို့ကိုအရှင်လက်လက်ငရဲကြစီမှာပါ။